ကျွန်တော်တို့ရဲ့ငွေကြေးရဲ့ခြေနေကိုကိုယ့်ရဲ့အတွေးတွေကပဲဖန်တီးနေတယ်ဆိုရင်ကိုယုံနိုင်မလားဒီတော့မှာတော့အဲ့ဒီအတွေးတွေကိုအရန်ကိုရိုးရှင်းတဲ့အလေးအကျင့်လေးတစ်ခုနဲ့ဘယ်လိုပြောင်းလဲပုံ follow ရမလဲဆိုတာကိုတစ်ချက်လောက်လေ့လာကြည့်ကြရအောင်အဓိကတော့ချက်ကတော့ဒီချက်အားမှာပဲမရှိဘူးမလုံလောက်ဘူးဆိုတဲ့အရာတွေဘက်ကိုအာယုံရောက်နေတာကနေဖြစ်နိုင်ခြေရှိတဲ့ပေါင်းများကျွယ်ဝမှုတွေပေါ်မှာအာယုံစိုက်မှုကိုပြောင်းပြလိုက်ပေါ့ပါဆိုတော့ဒီလေ့ကျင့်ခန်းတစ်ခုလုံးရဲ့အခြေခံသဘောတရားကဒါပါပဲဒီနေရာမှာစိတ်ဝင်စားစရာခေါင်းသားကပါလဲဆိုတော့လေကျွန်တော်တို့ရင်ဆိုင်နေရတဲ့အဓိကအတွင်းစိတ်ရဲ့တိုက်ပွဲတစ်ခုပေါ့တစ်ဖက်မှာပိတ်ဆန်လူချင်းနဲ့လို့တွေးနေတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲပိတ်ဆန်မရှိဘူးဆိုတဲ့ခံစားချက်ကလည်းဝင်လာရောအဲ့ဒီမှာနဲ့တွင်းစိတ်ထဲမှာရှင်းအောင်မညီလို့ပဲကိုလိုချင်တဲ့ရလက်ကပိတ်ဆို့ထားတယ်လို့မျိုးဖြစ်သွားစေတာပေါ့ဒါကြောင့်မို့လို့အဓိကရည်မှန်းချက်ကအရန်ရှင်းပါတယ်မရှိခြင်းဆိုတဲ့အာယုံကနေတကယ်ကိုလိုချင်တဲ့အရာပေါ်ကိုအာယုံစိုက်နိုင်အောင်ပြောင်းလဲဖြစ်ဖို့ပါပဲကဲဒီလိုပြောင်းလဲနိုင်ဖို့အတွက်သီးသန့်ဒီဇိုင်းထုတ်ထားတဲ့အလေးကျင့်တစ်ခုကိုအခုပဲအတူတူလေ့လာကြည့်လိုက်ကြရအောင်ကဲအခုလက်တွေ့လှုပ်ဆောင်ရမယ့်အပိုင်းကိုရောက်လာပြီပေါ့နော်ဒီအကြောင်းအရာရဲ့အဓိကလေ့ကျင့်ခန်းဖြစ်တဲ့လိုချင်တဲ့အရာအခု20ဆိုင်ပြုစုခြင်းဆိုတာဘယ်လိုလုပ်ရမလဲကြည့်လိုက်ကြစို့ဒီမှာအလေးပေးချတာကတော့အ ਨੇ ဆုံးတော့တစီမျိုးနဲ့ဆက်ဆင်းပြုစုဖို့ပါပဲဒါပေမဲ့ကိုတောင်းဆိုနိုင်တဲ့အရာတွေမှာအပေါ်မှာကန့်သက်ချက် ceiling ဆိုတာမရှိဘူးဆိုတာကိုလည်းသတိရဖို့လိုပါတယ်ကဲဒီစနဇင်းပြုစုဖို့တည်းလိုက်နာမယ်ရှင်းရှင်းလင်းလင်းအစ၄ဆင့်ရှိပါတယ်ပထမတစ်ခုငွေလဲဝယ်လို့ရမယ်ကိုလိုချင်တာမှမရအကုန်ချရေးလိုက်ပါဒုတိယအဆင့်ကတော့ပစ္စည်းအသေးမွားလေးတွေဥမာရှုပ်ဖိနတ်တရားနဲ့အိမ်အသက်တလုံးလောအကြီးကြီးတွေအထိအကုန်ရောရေးပါတတိယဒီစင့်မှာပြောဖို့ကအဓိကပဲဖိစီးမှုလုံးဝမရှိစေရဘူးနော်နောက်ဆုံးစင့်ကတော့အရာတစ်ခုချင်းစီအတွက်ခမကုန်ကြစေကိုဘေးမှာကပ်ပြီးချရေးလိုက်ပါစရင်ပြုစုဖို့စဉ်းစားရလွယ်သွားအောင်ဒီမှာနမူနာအမျိုးအစားလေးတွေကြည့်ကြည့်အောင်ဥပမာကျွေးမီတွေအကုန်ရှင်းပစ်တာမျိုးအိမ်အစ်စ်ဒါမှမဟုတ်ကားတွေဝယ်တာမျိုးဘန်းတွေမှာပိတ်ဆန်တွေတိုးလာတာဒါမှမဟုတ်ခရီးအစ်စ်တွေထပ်တာဝါသနာအစ်စ်တွေတခြားသူကိုငွေလက်ဆောင်ပေးတာလာစာကောင်းတဲ့အလုပ်ရတာအိမ်သုံးပရိဘောကအစ်စ်တွေစသဖြင့်ပေါ့ကိုဘွားရဲ့ကနာအစုံကနေစဉ်းစားကြည့်လို့ရပါတယ်ဒီအချက်ကတော့တကယ်ကိုရေးကြီးဆုံးပဲဒါကိုယ့်ရဲ့အိမ်မက်စင်တာစီမှာစဉ်းစားကြည့်ပိုက်ဆံကိုလုံးဝထည့်မစဉ်းစားပဲလိုချင်တော့ဝယ်မယ်ဆိုရင်ဘာတွေဖြစ်မလဲအဲ့ဒီလိုတွေးကြည့်ပါပြီးတော့ကိုလိုချင်တာတွေကအများများတယ်မဖြစ်နိုင်ပါဘူးကွာဆိုတဲ့အတွေးတွေဝင်လာရင်အဲ့ဒါတွေကိုလုံးဝအလေးလူရှူထားမှာပဲကောင်းပြီလက်တွေ့လှုပ်ဆောင်ပုံလို့သိပြီဒါပေမဲ့ဒီလိုရိုးရှင်းတဲ့ဇယင်လေးအခုကဦးနောက်ပေါ်ဘယ်လိုများတကယ်ပြောင်းလဲပေးနိုင်မှာလဲဆိုတဲ့မေးခွန်းကရှိလာပြီပေါ့โอเคအခုဒီလေးချင်းခန်းကဘာကြောင့်ဒီလောက်ထိရောက်တယ်ဆိုတဲ့အရင်ခံအကြောင်းတရားကိုလေ့လာကြည့်ကြပါဆိုလိုတာကဦးနောက်ကိုဘလို့ပြန်လဲဖွဲ့စည်းပေးတယ်လဲဆိုတဲ့အပိုင်းကိုရောက်ပါပြီပထမဆုံးအချက်ကတော့ဒီလေချင်းခန်းကမရှိချင်းဆိုတဲ့စိတ်ရဲ့အလိုလျောက်လက်ပတ်နေတဲ့စနစ် autopilot mode ကိုချိုးဖျက်ပေးလိုက်တာပါပဲနေ့စဉ်နေ့တိုင်းငွေချင်းနဲ့ပတ်သက်ပြီးတတိမထားမိပဲထက်ခါတွေးနေတဲ့အတွေးတွေကိုခဏရပ်ဆိုပြီးရပ်တန့်စေလိုက်တာပေါ့ဒီမှာကြည့်လိုက်ရင်ပိုပြီးညံထားတော့ပါလိမ့်မယ်ကျွန်တော်ရဲ့ဦးနောက်ဟာသုံးလေပိုပြီးခိုင်မာလာလေထစ်တဲ့လမ်းကလေးလိုမျိုး neural circuits တွေနဲ့အလုပ်လုပ်ပါတယ်မလုံလောက်ဘူးလို့ထက်ခါတွေးတာကမရှိချင်းဆိုတဲ့လမ်းဟောင်းကြီးကိုပိုပြီးခိုင်မာစေတာပေါ့ဒီစနဆိုင်လေ့ကျင့်ခန်းကအဲ့ဒီလမ်းဟောင်းပေါ်အလိုအလျောက်မလျှောက်တော့ပဲသတိရှိနဲ့ဖြစ်နိုင်ချေဆိုတဲ့လမ်းအသေးဆက်တစ်ခုကိုဖောက်လုပ်ခိုင်းလိုက်တာနဲ့အတူတူပါပဲဒုတိယအချက်ကတော့ဒီလေ့ကျင့်ခန်းကဦးနောက်ကိုအနာဂတ်အသစ်ဆက်တစ်ခုအတွက်လေ့ကျင့်ပေးနေတာပါပဲရှင်တန်ကြီးအတွက်ပဲ survival mode မှာပဲတွင်းနေတဲ့စိတ်အခြေအနေကိုကျော်လွန်ပြီးတော့ပိုကြီးကျယ်တဲ့ area တွေကိုတွေးခေါ်နိုင်အောင်လေ့ကျင့်ပေးနေတာပါဒီလိုလေ့ကျင့်လိုက်တဲ့အခါစိတ်ကိုအခြေအနေတွေကိုတုံ့ပြန်နေရတဲ့ reactive အခြေအနေကနေအနာဂတ်ကိုဖန်တီးရဲ့ creative အခြေအနေစီကိုပြောင်းလဲပေးရပါတယ်ဒီလို creative mode မှာဦးနောက်ကပြဿနာဖြေရှင်းနိုင်စွမ်းပိုကောက်လာတယ်စိတ်ကူးတွေလည်းပိုထွက်လာတယ်အရေးကြီးဆုံးကလိုချင်တဲ့အနာဂတ်ကိုစိမ့်သက်တဲ့ချင်းချောက်မှုတစ်ခုလို့မမြင်တော့ပဲယဉ်နီးကျွမ်းဝင်တဲ့ဖြစ်နိုင်တဲ့ຢာတစ်ခုအဖြစ်လက်ခံလာအောင်လုပ်ပြတာပါနောက်တစ်ချက်တတိယချက်ကတော့ဒါကကိုယ့်ရဲ့စိတ်ခံစားမှုဆိုင်ရာဓာတုဗေဒကိုပါပြောင်းလဲပေးလိုက်တာပါပဲဆိုတော့ဒီဖြစ်စဉ်မှာအကောင်းမြင်စိတ်ခံစားမှုတွေကအယမ်းကိုအရေးကြီးတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေပါတယ်ဒီဘားချတ်ကိုတစ်ချက်ကြည့်လိုက်ပါအောင်ခြားနာချက်ကအရန်ကိုရှင်းနေလေစိတ်ဖိစီးမှုကိုပြတဲ့အနည်းအောင်တိုင်းအဲ့ဒါက cortisol လို့ hormone တွေထွက်စေပြီးခနာကိုယ်ကိုကာကွယ်ရေးခြင်းနဲ့ဒါမှမဟုတ် protection mode မှာပဲရှိနေစေပါတယ်ဒါပေမဲ့ပျော်ရွှင်မှုကြီးစုတဲမှုလို့စိတ်ခံစားမှုကောင်းနေတဲ့ဆိုင်တဲ့အပြာရောင်တိုင်းကိုကြည့်လိုက်ပါဒါက dopamine လိုမျိုးခနာကိုယ်ကိုတက်ကြွဖွံ့ဖြိုးစေတဲ့ hormone တွေထုတ်ပေးတယ်ဒီ growth mode မှာကျွန်တော်တို့ကပိုပြီးဖန်တီးနိုင်စွမ်းရှိလာသလိုအခု
ခွင့်အလမ်းတွေကိုလည်းပိုပြီးမြင်တက်လာတာပေါ့ ကဲအခုနောက်ဆုံးပိုင်းကိုရောက်လာပါပြီဒီလေ့ကျင့်ခန်းရဲ့အန်တီမအီမန်ချက်ဖြစ်တဲ့အတွင်းစိတ်နဲ့ခန္ဓာကိုယ်ညီညွတ်မှု alignment ရရှိခြင်းအကြောင်းဆက်ကြည့်ကြရအောင် coherent state ဆိုတာကတော့ဦးနှောဆိုလိုတာကတော့အတွေးနဲ့ရွေချက်နဲ့ခန္ဓာကိုယ်ဆိုလိုတာကတော့စိတ်ခံစားမှုတို့တစ်ထပ်တိကျနေတဲ့အခြေအနေကိုဆိုလိုတာပါဒီလိုညီညွတ်သွားတဲ့အခါအတွေးဆက်ရဲ့စံကြယ်မှုတွေ resistance တွေရွေ့ကျသွားပြီးတော့လှုပ်ဆောင်ချက်တွေကအားစိတ်ရမှုလိုပဲတဘာဝကြကြဖြစ်ပေါ်လာတာပေါ့ ဒီမှာခြားနာချက်ကိုရှင်းရှင်းလင်းတွေ့ရမှာပါအတွင်းစိတ်မှာပฏิပက္ခဖြစ်နေဘမှာပိုက်ဆံလို့ခြင်းလဲဒါပေမဲ့ငါမရနိုင်ပါဘူးလို့ခံစားနေအဲ့ဒါကစွမ်းရည်နဲ့စိတ်အားထက်သန်မှုတွေကိုစုပ်ယူလိုက်တယ်လို့ပဲအလားဟာသာကုံဆုံးစေပါတယ်ဒါပေမဲ့စိတ်နဲ့ခန္ဓာကိုညီညွတ်နေတဲ့အခါမှာတော့လိုချင်တဲ့ຢာကိုဒါကဖြစ်နိုင်တယ်လို့ခံစားရပြီးစိတ်စွမ်းရည်ကိုထိမ့်သိမ့်နိုင်ကဇွဲရှိရှိစ조사နိုင်စွမ်းကိုမြင့်တင်ပေးပါတယ် အနစ်ချုပ်ရင်တော့ဒီစင်းကခန္ဓာကိုယ်ကိုအနာဂတ်ကိုမရောက်ခင်မှာကြိုတင်ပြီးခံစားနိုင်အောင်ကူညီပေးတာပါပဲတနည်းပြောရရင်အတိတ်ရဲ့အကျဉ်းသားဖြစ်နေထိုင်နေတာတဲ့အနာဂတ်ကိုယုံကြည်မှုစက်တင်တည်ဆောက်ခြင်းပဲဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ဒီအချက်ကိုတော့ဆွဲဆွဲမြဲမြဲမထားစေချင်ပါတယ်ဒါဟာမရှိတာကိုအရှိလို့ပြီး hands on နေတာ pretending လောကမဟုတ်ပါဘူးဒါဟာ training ပါလေ့ကျင့်မှုတစ်ခုပါကိုယ့်ရဲ့စိတ်နဲ့ခံစားချက်ကိုအနာဂတ်အသစ်တစ်ခုအတွက်တကယ်ကိုလေ့ကျင့်ပေးနေတာပဲဖြစ်ပါတယ်ဒီတော့ဒီနေ့ကစပြီးဘလို့အနာဂတ်မျိုးအတွက်စတင်လေ့ကျင့်ကြမလဲဆိုတော့ကိုပြန်မေးကြည့်ဖို့အချိန်ရောက်ပြီလို့ထင်ပါတယ်